ဒါကဘာကျိုးထုံလဲဒါကထင်းစီရဲ့ကျိုးထုံထိပါတယ်ကျိုးကိုရှက်ပြီးကန်းလန်းဖြတ်ချီနှောင်ခြင်းအပြင်ဖြန့်ကျဲနေတဲ့တကိုင်းတွေကိုစူးစီးပြီးတင်းကျပ်ထားစေပါတယ်ဒါကဘာအထုံးလဲဒါကတော့အရည်ထည့်တဲ့အိတ်တွေကိုချီတဲ့ကျိုးထုံဖြစ်ပြီးလုံခြုံမှုအလွန်ကောက်ပါတယ်ဘယ်လိုပဲလှုပ်ရှားနေပါစေအရည်တွေဖိတ်ကြမှာမဟုတ်ပါဘူးဒါကရောဘာအထုံးလဲလေထစ်မသွားတဲ့ကျိုးထုံဖြစ်ပါတယ်ပြုလို့ရအလွယ်ကူပြီးခိုင်ခန့်ကြာရှည်ခန့်ကတဲတွေနဲ့အမိုးကာတွေကိုတက်ဆင်ဖို့ပြင်ပမှာအသုံးများပါတယ်ဒါကရောဘာအထုံးလဲလေယာသုံးအိတ်တွေဆာလာအိတ်တွေချီတဲ့ကျိုးထုံဖြစ်ပါတယ်အသုံးပြုရအရန်လွယ်ကူပြီးဆွဲလီပူတင်းလေးဖြစ်ပါတယ်ဒါကရောဘာကျူထုံလဲလေတိုက်ခံချိတ်ကျူထုံဖြစ်ပါတယ်ဖြူလို့ရလွယ်ကူပြီးအရန်ခိုင်ခန့်တဲ့အတွက်ပစ္စည်းတွေချိတ်ဆွဲဖို့ဒါမှမဟုတ်အဝတ်လမ်းဖို့အတွက်အထူးတင်လော်ပါတယ်ဒါကရောဘာကျူထုံလဲဒါကတော့ကျိုးထုံအထက်ဖြစ်ပြီးလောက်ရလွယ်ကူကအရန်စိတ်ချရပါတယ်ဒီကျိုးထုံကိုတီးသွားရင်တော့ဘီယာပလင်းတွေကိုတည်ယူရတာအများကြီးပိုလွယ်ကူတော့ပါလိမ့်မယ်ဒါကဘာကျိုးထုံလဲဒါကကျိုးစာနှစ်ခုကိုဆက်တဲ့ကျိုးထုံဖြစ်ပါတယ်တခါချိအောင်နဲ့တင်ယူရအလွယ်ကူပြီးနေ့စဉ်ဘဝမှာအရန်အသုံးဝင်ပါတယ်ဒါကရောဘာကျိုးထုံလဲဒီကျိုးထုံကအလွယ်တကူချိန်ရိုက်နိုင်ပြီးအလျော့တဲ့လောက်ရလွယ်ကူပါတယ်တဲတွေစောက်ဖို့နဲ့မိုးကားစတွေကိုတင်းကျပ်ဖို့တော့အများဆုံးအသုံးပြုကြပါတယ်ဒါကရောဘာကျိုးထုံလဲကုန်ပစ္စည်းတွေနဲ့ရင်းတွေအတွက်ချီနှောင်တဲ့ကျိုးထုံဖြစ်ပါတယ်။တယူပို့ဆောင်ရေးကာလအတွက်ကုန်ပစ္စည်းတွေရွှေ့လာတာဒါမှမဟုတ်ဖြုတ်ကြတာမျိုးမဖြစ်အောင်ထိန်းထုတ်ဖို့အသုံးပြုပါတယ်။ဒါကဘာကျိုးထုံလဲဒါကရင်ဆွဲနောက်တွေဆွဲတဲ့ကျိုးထုံဖြစ်ပါတယ်။ပြုလို့ရလွယ်ကူပြီးမြန်မြန်ချီနိုင်ကတည်ငြိမ်မှုရှိပါတယ်။ကျိုးစာကိုတစ်ချက်ဆွဲလိုက်ရုံနဲ့အလွယ်တကူပြုတ်သွားနိုင်ပါတယ်။ကဲဗီဒီယိုကအကျိုးရှိတယ်ဆိုရင် good လို့ရေးသွားပါအောင်နော်။